ပေးတဲ့လူပုံလဲမှာကဲ့ရဲ့ခံရတဲ့ငါအငေါက်ခံရတဲ့ငါပေးတဲ့လူပုံလဲမှာချီးမွမ်းခံရအောင်ကြိုးစားမယ်ဆိုပြီးတော့တိုးတဲ့ထွက်သွားတာရှင်သာရိပုတ္တရာကြီးမှာညီကိုမောင်နှမသူက9ယောက်ရှိတယ်ညီမက3ယောက်ညီက3ယောက်ရှင်သာရိပုတ္တရာကအကြီးဆုံးသာလာယေဥပသာလာယေတိတုပသာလာယေဆိုပြီးတော့ညီမက3ယောက်ညီမဘယ်နှယောက်တော့အဲ့ဒီညီမ3ယောက်သလုံးကလည်းပဲသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုဘိက္ခုနီမကြီးတွေဝတ်ကြတယ်အာသောကင်းกว่าတဲ့ယဟန္တာမကြီးတွေဖြစ်တယ်ညီကလည်း3ယောက်စုံနာရဲ့ဥပသေနာရဲ့ယေဝရရဲ့ဆိုပြီးတော့ညီကလည်း3ယောက်ရှိတယ်အရှင်သာရိပုတ္တရာကြီးမှာညီဘယ်နှယောက်အဲ့ဒီ3ယောက်သလုံးကလည်းသာသနာ့ဘောင်ဝင်တာဟုတ်လားအဲ့တော့3ယောက်သလုံးသာသနာ့ဘောင်ဝင်တဲ့အထဲမှာဒီနေ့ပြောပြကြတာကဥပသေနာအကြောင်းအရှင်သာရိပုတ္တရာကြီးရဲ့ညီဥပသေနာအကိုကြီးဖြစ်သူသာသနာပေါင်းမှာဝင်ပြီးတော့မြတ်စွာဘုရားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးပုဂ္ဂိုလ်ကြီးရဲ့ညီတဲ့ဘယ်သူလဲဥပသေနာဟုတ်ပြီနော်အဲ့ဒီဥပသေနာကဒီနေ့ဝတ်ပြီးတော့နောက်နေ့ကျသူယဟန်တဝါယယဟန်တဝါယပြီးကြတဲ့ကယဟန်ဝှချင်တဲ့ပုဂ္ဂိုလ်တွေလာကြသူစီခေါ်ပြီးတော့သူကဘာလို့ပေးလဲပဲယဟန်ခံပေးတယ်ယဟန်ခံပေးလိုက်တော့ကိုရင်တို့စဉ်းစားကြည့်သူ့ရဲ့ယဟန်ဝါကဘယ်နှဝါတော့တဝါကြော2ဝါထားကြကြသူ2ဝါရမှသူယဟန်ခံပေးတဲ့ဦးစင်းတွေကဘယ်နှဝါတော့တဝါဟုတ်လားအဲ့တော့ယဟန်တဝါဆိုတော့ကိုယ်တော်လူတိုင်းထိုင်တာတွေကနေပုံထိုင်ပုံတွေကမတတ်သေးဘူးပြောပုံဆိုပုံတွေကမတတ်သေးဘူးဟုတ်လားစားပုံတောက်ပုံတွေကလည်းပဲမတတ်သေးဘူးကိုယ်တော်မှမပြည့်စုံသေးဘူးဆိုတော့ကိုကနေပြီးတော့လက်ခံထားတဲ့တပည့်ဆရာလုပ်ထားတဲ့ကိုယ်ဆရာလုပ်ပြီးတော့လက်ခံထားတဲ့တပည့်တွေကအနေထိုင်ဆင်ပြေပါမလားမပြေဘူးအဲ့ဒီတပည့်တွေအများကြီးနဲ့မြတ်စွာဘုရားပူအောင်လာတယ်မြတ်စွာဘုရားနဲ့ရောက်တော့ကိုတန်ဃာကဧကတိကြီးကဆွန်အောင်ဆွဲဟိုကရောကစကားအော်ကြီးပြောဟိုကရောကဟားတိုက်ပြီးလို့ကြီးညိုပွဲရကောင်းရလားမကောင်းကြီးညိုပွဲရမကောင်းကြီးညိုပွဲရမကောင်းတော့ဘာဖြစ်လို့မေးတော့မြတ်စွာဘုရားတွေ့တော့ဟဲ့ငါရှင်လာစမ်းမင်းဘယ်နှဝါရပြီတော့တဲ့မေးလိုက်တော့တပည့်တော်တဝါရပါပြီဗျာမင်းရဲ့ဆရာကဘယ်သူတော့တဲ့မြတ်စွာဘုရားကမေးတော့တပည့်တော်ရဲ့ဆရာကဥပသေနပါဗျာတဲ့အရှင်သာရိပုတ္တရာကြီးဥပသေနဥပသေနလာပါဦးတဲ့ငါရှင်ဘယ်နှဝါရပြီလို့မေးလိုက်တော့ဥပသေနတပည့်တော်2ဝါရပါပြီဗျာကဲဆရာကဘယ်နှဝါတော့2ဝါတပည့်တွေကဘယ်နှဝါတော့အဲ့တော့တပည့်တွေကချိုးမကြတော့မင်းက2ဝါရှိသေးတယ်တဲ့ဖះဘာပြောတယ်လဲမင်းတော့မောကပုရိသဘာဟောလာယအာဝတ္တာတိဝတ္တဝါအနေကပရိယာယေနဝိကရဟိတိဝိကရဟတိအနေကပရိယာယေနဆိုတာကဥပမာမျိုးစုံပုံစံမျိုးစုံနဲ့ဝိကရဟတိကဲ့ရဲ့တပည့်တွေမကောင်းတာကြည့်ပြီးတော့ဆရာကိုမြတ်စွာဘုရားကချီးမွမ်းသလားကဲ့ရဲ့သလားကိုင်းတို့နော်တပည့်တွေမကောင်းတာကြည့်ပြီးတော့မြတ်စွာဘုရားကဆရာကိုချီးမွမ်းသလားကဲ့ရဲ့သလားကိုင်းတို့ပုံစံမကြရင်ဆရာတွေဘာလုပ်ခံစကြာဘုန်းကြီးများရှင်သူဇနာတို့ရှင်ကုမာရတို့ရှင်ပညာဇောတတို့ရှင်ဝဏိသရတို့ကြားလားတပည့်တွေပုံစံမကြရင်ဘုသူပေါ်လာပါလို့ဆရာပေါ်လာအရှင်ဘုရားတို့ပုံစံမကြရင်လေတပည့်တို့ပေါ်ကထပ်လာအောင်ပါဟုတ်ပြီနော်
အဲ့တော့အဟံပရမတ်ဆိုတဲ့အတိုင်းပဲဆာချဘုန်းကြီးများကိုကနေစားပြီးတော့သင်္ကန်းဝတ်တာလဲတတ်တတ်ရရစားတဲ့နေရာတောက်တဲ့နေရာလဲအိန္ဒိယရှိသွားတဲ့နေရာလာတဲ့နေရာမှာလဲသိခါရှိဒီလိုလေးနေတတ်ဖို့လိုတယ်လို့ဒီလိုနားလည်ကြနော်ဒီလိုနားလည်ကြအဲ့ဒီမှာမြတ်စွာဘုရားကပြင်းထန်တာကတော့ပြောရတာတော့ဘာလဲမေးတော့မောကပူရိသဘုရားကငေါ့ရင်အဲ့ဒါနဲ့ငေါ့ဘာပူရိသမောကပူရိသဆိုတာမက်ဖို့မမီအချီးနီးဗမာလိုအထောက်ပြန်တော့လကားကောင်ဘာမှဖြစ်လာမကောင်းဘူးဒီလိုမျိုးငေါ့ဟုတ်လားငေါ့လိုက်တော့ရှင်ဘုရားတို့အတူယူကအဲ့ဒီဥပသေနာသူ့ကိုယ်သူပြန်ကြည့်တယ်ဟာဘုရားငါလူပုံလဲမှာငေါ့တာပိဿလူပုံမှာငေါ့ဘာဟောလာယအာဝတ္တာပစ္စည်းတွေရခြင်းလို့လက်ပတ်နေတဲ့ကောင်လကားကောင်လို့ဒီလိုပြောတယ်ဘုံကြီးကျင်တယ်ဟိုလို့ဒီလိုလျှောက်လို့နေတဲ့ကောင်လကားကောင်လို့ဒီလိုငေါ့တယ်ငေါ့မယ်ဆိုလဲငေါ့ချင်စရာငါကိုယ်တိုင်ကလည်းမဟုတ်ဘူးဥပဒေနာသူမြအပြည့်မြင်သလားကိုယ့်ပြည့်ကိုမြင်သလားဒီနေရာသူ့ခုယူတဲ့ကောင်းတာပြောတာနော်ဒေဝရက်ကိုမြတ်စွာဘုရားကငေါ့ဘူးတယ်ဒေဝရက်ကိုအဲ့လိုပဲမောဂပုရိသလကားကောင်ဘာညာနဲ့ငေါ့လိုက်တော့ငါ့ကိုလူပုံလဲငေါ့တဲ့မြတ်စွာဘုရားငါကြောင့်သိရမယ်ဆိုပြီးတော့ဒေဝရက်ကမြတ်စွာဘုရားကိုအရွက်တိုက်ပြီးတန်ခါအသင်ခွဲဖရာတတ်ဖို့ကြံတယ်မလားအဲ့လိုကျင့်သုံးလိုက်တဲ့ဒေဝရက်ကြီးနောက်ဆုံးဘာဖြစ်သွားတော့မြေကြီးခွင်ပြီးတော့ဝီစီငရဲဆင်းမသွားဘူးလားဆင်းသွားတယ်နော်အခုကြည့်လိုက်ကိုရင်တို့ဥပသေနလည်းမြတ်စွာဘုရားကငေါ့တယ်ဘယ်သူကိုလည်းငေါ့တယ်ဒေဝရက်ကိုလည်းငေါ့ငေါ့ခံရတဲ့ဒေဝရက်ကဘုရားကိုဘာလို့ဆက်ဆံတယ်ရန်သူလို့ဆက်ဆံဟုတ်ပြီလားဥပသေနကြတော့ဘလို့လဲလို့မေးလိုက်တော့ကိုရင်တို့ဘုရားငေါ့တာလည်းမပြောနဲ့ငါကပုံစံမကြဘူးဆိုပြီးတော့အဲ့ဒီမှာသူ့ရဲ့စိတ်ထားလေးအတုခိုးစီခြင်းတာပိဋကလူပုံလဲမှာကဲ့ရဲ့ခံရတဲ့ငါအငေါ့ခံရတဲ့ငါပိဋကလူပုံလဲမှာချီးမွမ်းခံရအောင်ကြိုးစားမယ်ဆိုပြီးတော့တိုးတဲ့ထွက်သွားတာ